သူတို့ချင်းစီများအားလုံးပဲမင်္ဂလာပါရှင်လာမယ်တရက်17လ25ပေါ့နော်တရက်17လ25လာမယ့်ချိန်20မြောက်တော့ပေါ့နော်20မြောက်တော့ဒီကနေ့ကတော့ break side break line လေးကိုတွက်ပြပေးသွားမယ်နော်ဒါဆိုရင်လိုက်ပြီးတော့ကြည့်ပါအောင်နော်အခုဒီမှာရှိတဲ့2 8ခွန်3လုံးပေါင်းမယ်ပေါ့နော်2 8ပေါင်းတော့3ည3ညနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်းခွန်ဆိုပြီးတော့ရထားမယ်နော်ခွန်ကိုတစ်တိုးမယ်8 8ကိုတစ်တိုးမယ်9ပေါ့နော်ဒီမှာပေါင်းချင်းရထားတဲ့ခွန်နဲ့ကိုတစ်တိုးမယ်8ကိုတစ်တစ်ခါတိုးမယ်ပေါ့နော်ခွန်8ကိုဆိုပြီးရထားတာပါဒါဆိုရင်ညီမတို့ရဲ့ထွက်ကဏ္ဍလေးကိုကြည့်ကြည့်အောင်နော်ဒီမှာ3 8 8ပါနော်3 8ပေါင်းတော့1 1ရဲ့8ပေါင်းတော့9ပေါင်းချင်း9 break ဆိုပြီးတော့ရထားတာဒါဆိုရင်ခွန်8 9မှာတက်က9 break ဆိုပြီးတော့ဆင်းသွားတယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားကြမယ်နော်ဒီမှာ3 3ည9ထွက်ကဏ္ဍရဲ့အောက်ပင်ပေါ့နော်3 3ညပေါင်းတော့3 3 9ပေါင်းတော့ပေါင်းချင်းနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်2ကိုတစ်တိုးတော့3 3ကိုတစ်တိုးတော့4 2 3 4ဆိုပြီးရထားတယ်เนาะဒါဆိုညီမတို့ထွက်ကဏ္ဍလေးကိုဒီမှာကြည့်ကြည့်ရအောင်3ကိုပေါင်းတော့2 2ပေါင်းတော့4เนาะပေါင်းခြင်း4 break ပေါ့เนาะဒါဆို2 3 4မှာသူကဒီမှာ4ဆိုပြီးတော့4 break လေးဆင်းသွားတယ်ပေါ့เนาะဒါဆိုရင်နောက်တစ်ပင်ကိုဆက်သွားကြည့်ရအောင်เนาะ3 4 6နော်အဲ့တော့4 6ပေါင်းတော့3ည3ညနဲ့3နဲ့ပေါင်းတော့ပေါင်းခြင်း3ကိုတစ်တိုး4ကိုတစ်တိုး5ပေါ့နော်3 4 5ဆိုပြီးတော့ break 3လုံးရထားတယ်ဒါဆိုရင်ထွက်ကဏ္ဍလေးကိုကြည့်ကြည့်ရအောင်နော်8 5ပေါင်းတော့3 2ပေါင်းတော့5ပေါင်းခြင်း5 break ဆိုပြီးရထားတယ်3 4 5မှာဒီမှာ5 break ဆိုပြီးတော့ဆင်းထားနော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်သွားရအောင်3 6 5ပေါ့နော်အဲ့တော့3 6ပေါင်းတော့9 9 5ပေါင်းတော့4ဒီကပေါင်းခြင်း4ရတယ်4ကိုတစ်တိုးတော့5 5ကိုတစ်တိုးတော့6 4 5 6ဆိုပြီးတော့ break က3လုံးရထားတယ်ပေါ့နော်ဒါဆိုရင်ညီမတို့ကိုထွက်ကဏ္ဍလေးကိုပေါင်းကြည့်မယ်6 4 6 6 4ပေါင်းတော့3ည3ညနဲ့6နဲ့ပေါင်းတော့ပေါင်းခြင်း6 break ပေါ့နော်ဒါဆိုရင်4 5 6မှာသူက6 break ဆိုပြီးတော့ဆင်းထားတယ်ဟုတ်ပြီနော်ဒါဆိုရင်လာမယ့်ပင်အတွက်ဆက်သွားရအောင်6ခွန်8နော်6ခွန်ပေါင်းတော့3ရဲ့8ရဲ့ပေါင်းတော့ပေါင်းခြင်း5ကိုတစ်တိုး6ကိုတစ်တိုးခွန်ပေါ့နော်5 6ခွန်ဆိုပြီးတော့ break က3လုံးရထားတယ်ပေါ့နော်sorry ပါမှာပေါင်းထားတယ်နော်6ခွန်ပေါင်းတော့3 8ပေါင်းတော့1ပေါ့နော်3ရဲ့8ရဲ့ပေါင်းရင်1ပါဆိုပြီးမှာပေါင်းထားလို့နော်1ဆိုတော့1ကို1တိုးတော့2ကို1တိုးတော့3ပေါ့နော်1 2 3ဆိုပြီးတော့ break က3လုံးရထားတာပါဒါဆိုရင်ညီမတို့ဒီလာမယ်ပေါ့နော်တရက်17လ25 20ချိန်အတွက်ပေါ့နော် break side break line လေးကတော့ဒီမှာ1ရက်2ရက်3ရက်ဆိုပြီးတော့ရှာတွေ့ထားတာပေါ့နော်ဒါဆိုရင်ဒါကလာမယ့်ပတ်အတွက်ရှာတွေ့ထားတဲ့ break ပေါ့နော်ကဏ္ဍလေးတွေပါဒါကတော့ညီမရှာတွေ့တာကိုဆက်ပတ်ခြင်းဖြစ်ပါတယ်ကိုတို့မတော့ကြက်တူမဲ့ချန်တဲ့သမဆိုလိုက်ပြီးတော့ကစားကြပါနော်နည်းနည်းရှင်းတဲ့အတွက်ကြောင့်မလို့အမှားပါတာလေးတွေလည်းသိခံပြီးတော့ကြည့်ပေးကြပါနော်အားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်